မင်္ဂလာပါဗျာကြော်ကြီး highlights channel မှာကြိုဆိုပါတယ်ကျွန်တော်ကြော်ကြီးပါဒီနေ့မှာတော့ Serie A ရဲ့ထိပ်သီးနှစ်သင်းဖြစ်တဲ့ AC Milan နဲ့ Juventus တို့ရဲ့အကြိတ်နယ်ရှိလာတဲ့ပွဲစဉ်အချင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ချန်ပီယံမိဝင်ခွင့်အတွက်အဆုံးဖြတ်ဖြစ်စေမဲ့ပွဲဖြစ်သလိုနှစ်သင်းစလုံးကလည်းလူစုံတက်ဆုံနဲ့ပွဲထွက်လာခဲ့တာပါပွဲစားတာနဲ့အိမ်ကွင်းရှင်မီလန်တို့ကပဲဖိအားပေးကစားခဲ့ပါတယ်ကပတင်ဖြစ်သူ Rafael Leao ရဲ့တကိုယ်တော်ထိုးဖောက်မှုတွေက Juve နောက်တန်းကိုတောက်လျှောက်အလုပ်ပေးခဲ့တာပါChristian Pulisic ရဲ့ဖြတ်တင်ဘောတွေကနေလည်းဂိုးရလူနီးပါအခွင့်အရေးတွေရခဲ့ပေမဲ့ Juve ဂိုးသမားရဲ့လက်စွမ်းပြမှုတွေကြောင့်ပထမပိုင်းမှာတော့ဂိုးမရှိတရေကျနေခဲ့ပါတယ်ဒုတိယပိုင်းမှာပွဲကပိုကြည့်ကောင်းလာပါတယ်အားလုံးអော်လိုက်ရတဲ့အခိုက်အတန့်ကတော့ Sally Maker ရဲ့အဝေးကန်ချက်ဂိုးပါးတန်းကိုထိကွာတဲ့အချိန်ပါပဲတကယ်ကိုကံမကောင်းခဲ့တာပါတစ်ဖက်မှာလည်း Juventus ရဲ့တံပြန်တိုက်စစ်တွေကို Milan ဂိုးသမား Mike Maignan ကအကောင်းဆုံးကာကွယ်သွားနိုင်ခဲ့လို့သာ Milan တို့တက်တာရခဲ့တာဖြစ်ပါတယ်ပွဲအပြီးမှာတော့နှစ်သင်းစလုံးဂိုးမရှိတရေနဲ့တမှတ်စီခွဲယူခဲ့ကြပါတယ်မီလန်အတွက်ကတော့အဆင့်3နေရာမှာရမှတ်68မှတ်နဲ့ဆက်လက်ရပ်တည်နေနိုင်စေဖြစ်ပါတယ်။ကဲအခုလိုဘောလုံးပွဲ highlights တွေကိုအမြဲကြည့်ချင်နေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပေးပါ follow လုပ်ထားပါဘေးကအပေါင်းလက္ခဏာလေးကိုလည်းနှိပ်ခဲ့ပါအောင်လို့တောင်းဆိုချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။